ကဲကျွန်တော်စကားကိုယုံကြည်ပြီးတော့နားထောင်ခဲ့တဲ့အမျိုးတွေကတော့ဒီညနေမှာရှယ်ပလန်ကြီးနဲ့တစ်ဖက်လဲကိုပဲငွေဒီချလိုက်ကြပြီပြုတ်ကျွန်တော်အပူမွေးဖို့နဲ့90မွေးဖို့အတိအကျပြောခဲ့တယ်လीအခုတော့အပူရှိရှက်ဆိုပြီးတော့ကွက်တီကိုထွက်သွားခဲ့ပါပြီအခုမွေးဖို့ကြံနေတာကတော့စူပူမွေး90ပဲကြံပါတော့ဒီလအတွင်းမှာတေချာပေါက်ခွက်မိကနေတခုပါနောက်ပြီးတော့ကျွန်တော်ဒီတစ်ဖက်အတွက်တွဲရထားတဲ့ကနန်းလက်တော့ကိုနေတခုရှိပါလေအဲ့ဒါကပါလေဆိုတော့နှစ်ကိုမာကနန်းနိကတာပေါ့နော်နှစ်1နှစ်3နှစ်5နှစ်ခွန်ဆိုတဲ့ကနန်း5ကွက်ပေါ့နော်နှစ်1နှစ်3နှစ်5နှစ်ခွန်နှစ်9ပေါ့နော်ဒီမွေးကနန်း5ကွက်ထဲကနေပြီးတော့တစ်ကွက်ထွက်အောင်မယ်ပေါ့နော်ကဲအဲ့ဒါလေးကိုလည်းပဲထပ်မံမွေးထားကြပါတကယ်တော့ကျွန်တော်စီမှာဒူလီလာထိုးတဲ့သူကြီးရယ်ဒူလီကနန်းလာတောင်းတဲ့သူကြီးရယ်ဆိုပြီးတော့ညားနေကြတယ်ပေါ့နော်လာတောင်းတဲ့သူတွေကိုလည်းပဲကျွန်တော်နေတဲ့ပတ်တီးပေးလိုက်မိတယ်ပေါ့နေတဲ့ပတ်တီးတုံညကျွန်တော်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်စီမှာလာထိုးတဲ့အမျိုးတွေကကြတော့သူတို့ ਨੇ အပြန်အလှန်စကားပြောပြတယ်ပေါ့နော်သူကကြတော့ကနန်းတောင်းပြီးစင်းတော့တာမျိုးမဟုတ်ဘဲနဲ့နှလုံးလာထိုးလိုက်ဗာကနန်းကောင်းလဲမီးလိုက်ပါညာနဲ့ဆိုတော့သူတို့ ਨੇ စကားပြောမိတော့ကျွန်တော်အပူ90မမေ့နဲ့ဆိုပြီးတော့ကျွန်တော်ထက်ကသတိပေးခဲ့မိလို့သူတို့ရောပောက်ကုန်ကြတယ်ပေါ့နော်ဒါတည်းမကပါဘူးကျွန်တော်စီမှာမထိုးတဲ့သူတွေကိုလည်းပဲကျွန်တော်ပြောပါတယ်ကျွန်တော်နေ့လေကပြေးပေးလိုက်တဲ့ဗီဒီယိုထဲမှာအပူဆံမွေးထားဖို့90ဆက်ထိုးထားဖို့အတိအကျထိပ်ပြောပြီးခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော် post ကင်းတဲ့အချိန်မှာလည်းပဲညနေကနန်းပေးဖို့ post ကင်းတဲ့အချိန်မှာလည်းပဲကျွန်တော်အပူထပ်ထိုးထားကြဖို့90ဆက်ပြီးတော့မွေးထားကြဖို့ဆိုပြီးတော့ကျွန်တော်တင်ပြီးခဲ့တာအားလုံးသိကြပါပဲကဲအခုလို့ထပ်မှန်မှုအတွက်မနေ့ဖြန်အတွက်အပိုင်းကဏ္ဍတွေကြူလာခဲ့ပါမယ်ဒီည7နာရီကျွန်တော်ပွေလို့ရှိပါတယ်ပွေလို့တင်မွေးရှိပါတယ်ဒီည7နာရီပွေလို့မှာကျွန်တော်အနိုးတွေနဲ့အတူတူကန်ဆောင်ချင်ပါတယ်ပြုတ်